သခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ရှမဿဲခရစ်ဝင်အခန်းကြီး29အငယ်1မှ38အထိရှမဿဲခရစ်ဝင်အခန်းကြီး29အငယ်1မှ38အထိနနက်အချိန်ရောက်လျင်ယစ်ပရောဟိတ်အကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်တော်သူအပေါင်းတို့သည်ယေရှုကိုတတ်အံ့သောငါတိုင်ပင်၍ကိုတော်ကိုချီနှောင်ပြီးလေမြို့ဝင်မင်းပုံတိပိလတ်ထံသို့ဆောင်သွား၍အလိုက်ကြ၏ထိုအခါကိုတော်ကိုအနံ့သောယူဒရှကာယုတ်သည်ကိုတော်၌တေပြစ်ကိုစီရင်ကြသည်ကိုသိမြင်လျင်နောင်တရ၍ငွေ30ကိုယစ်ပရောဟိတ်အကြီးလူအကြီးအကဲတို့၌ပြန်ပေး၍အကျွန်ုပ်ပြစ်မှားပါပြီအပြစ်မရှိသောသူ၏အသွေးကိုအမိပါပြီဟုဆို၏ထိုသူတို့ကလည်းငါတို့နှင့်အဘယ်သို့ဆိုင်သနည်းကိုအမှုကိုကြည့်လောဟုဆိုကြတော့သူသည်ထိုငွေကိုဗိမာန်တော်၌ပြစ်ချခဲ့၍အခြားသို့သွားပြီးလင်လေကျိုးတက်၍တေလေ၏ယစ်ပရောဟိတ်အကြီးတို့သည်ထိုငွေကိုယူ၍အသွေး၏အဘိုးဖြစ်၏ဘာနာတော်၌မသွင်းအပ်ဟုပြောဆိုတိုင်ပင်ပြီးမှအိုးထိန်သမား၏မိအကွက်ကိုတပါးအမျိုးသားတို့၏တင်းချိုင်းဖြစ်စေဖို့ရာထိုငွေနှင့်ဝယ်ကြ၏ထိုအကြောင်းကိုအစွဲပြု၍ယခုတိုင်အောင်ထိုမိအကွက်ကိုသွေးမိဟုခေါ်တွင်ကြ၏ပရောဖက်ယေရမိဟောသည်ကဣသရေလလူတို့သည်အဘိုးဖြတ်သောသူ၏ကိုဘိုးငွေ30ကိုသူတို့သည်ယူ၍ထာဝရဘုရားသည်ငါကိုမှားထားတော်မူသည့်အတိုင်းအိုးထိန်သမား၏မိအကွက်ကိုဝယ်ကြ၏ဟုသောစကားသည်ထိုအခါပြည့်စုံခြင်းသို့ရောက်လေ၏ယေရှုသည်မြို့ဝင်မင်းရှိသို့ရောက်တော်မူသည်ရှိသောမြို့ဝင်မင်းကသင်သည်ယုဒရှင်ဘုရင်မှန်သလောဟုမေးလျှင်ယေရှုကမင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ယစ်ပရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်အပြစ်တင်ကြသောတခွန်းကိုမြပြန်တော်မမူပိလတ်မင်းကလည်းတင့်တစ်ဖက်၌အဘယ်မျှလောက်တတ်တည်ခံကြသည်ကိုသင်မကြားသလောဟုပြောဆိုတော်လဲစကားတခွန်းကိုမျှပြန်တော်မမူသည်ကိုမြို့ဝင်မင်းသည်အလွန်အံ့ဩလေ၏ထိုပွဲ၌မြို့ဝင်မင်းသည်အကျဉ်းထားသောသူတို့တွင်လူများတို့အလိုရှိသောသူတယောက်ယောက်ကိုလွှတ်မြဲထုံးစံရှိ၏ထိုအခါအကျဉ်းထားသောသူတို့တွင်ဘာရဘအမည်ရှိသောကျော်စောသောသူတယောက်ရှိ၏လူများစည်းဝေးကြသည်ရှိသောပိလတ်မင်းကတင်တို့သည်အဘယ်သူကိုလွှတ်စေခြင်းသနည်းဘာရဘကိုလွှတ်စေခြင်းသလောခရစ်ဟုခေါ်ဝေါ်သောယေရှုကိုလွှတ်စေခြင်းသလောဟုလူများတို့အားမေးလေ၏အဘယ်ကြောင့်ဤသို့မေးသည်ဟုမူကားထိုသူတို့သည်မနာလိုသောစိတ်နှင့်ယေရှုကိုအနံ့ကြောင်းကိုပိလတ်မင်းသည်ထိုမှတပါတရားပလင်ပေါ်မှထိုင်စဉ်တွင်မိခင်ပွန်းသည်လူလင်တယောက်ကိုဆေလွှတ်၍ထိုဖြောင့်မတ်သောသူကိုအဘယ်သို့မျှမပြုပါနှင့်ယနေ့ပင်ကျမသည်ထိုသူကြောင့်အိမ်မက်၌ပြင်းစွာခံရပါပြီဟုမှားလိုက်၏လူအစုအဝေးတို့သည်ဘာရဘကိုတောင်း၍ယေရှုကိုတတ်စေခြင်းကယစ်ပရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်လူများကိုတိုက်တွန်းသွေးဆောင်ကြ၏ထို့ကြောင့်မြို့ဝင်မင်းသည်ဤသူနှစ်ယောက်တို့တွင်တင်တို့သည်အဘယ်သူကိုလွှတ်စေခြင်းသနည်းဟုလူများကိုတဖန်မေးသောအခါဘာရဘကိုလွှတ်စေခြင်းပါသည်ဟုလျှောက်ကြ၏ပိလတ်မင်းကလည်းတို့ဖြစ်လင်ခရစ်ဟုခေါ်ဝေါ်သောယေရှုကိုအဘယ်သို့ပြုရမည်နည်းဟုမေးပြန်သောထိုသူအပေါင်းတို့ကသူသည်လက်ဝါးကပ်တိုင်မှရိုက်ထားခြင်းကိုခံပါလိမ့်စေဟုဆိုကြ၏မြို့ဝင်မင်းကလည်းအဘယ်ကြောင့်နည်းအဘယ်အဖြစ်ကိုပြုပြီးသနည်းဟုမေးလျင်ထိုသူသည်လက်ဝါးကပ်တိုင်မှရိုက်ထားခြင်းကိုခံပါလိမ့်စေဟုလူများတို့သည်တာ၍ဟစ်ကြ၏ပိလတ်မင်းသည်မိမနိုင်လူများတာ၍ယုံရင်ခန့်မြပြုကြသည်ကိုမြင်လျင်ရေကိုယူ၍လူများရှိတွင်မိလက်ကိုဆေးလျက်ဤဖြောင့်မတ်သောသူ၏အသွေးနှင့်ငါသည်ကင်းရှင်း၏ဤအမှုကိုတင်တို့ကြည့်ကြလောဟုဆို၏ထိုလူအပေါင်းတို့ကသူ၏အသွေးသည်ငါတို့၏ခေါင်းပေါ်၌၎င်းတားမီးတို့၏ခေါင်းပေါ်၌၎င်းတည်ရှိပါစေဟုပြန်ပြောကြ၏ပိလတ်မင်းသည်လည်းဘာရဘကိုလူများတို့အားလွှတ်လေ၏ယေရှုကိုကရိုက်ပြီးလျင်လက်ဝါးကပ်တိုင်မှတတ်စေခြင်းကအပ်လိုက်လေ၏
ထိုအခါမြို့ဝင်မင်း၏စစ်သူရဲတို့သည်ယေရှုကိုအိမ်တော်ဦးသို့ဆောင်သွား၍စစ်သူရဲတစ်သက်လုံးကိုအထံတော်၌စုယုံစေပြီးမှအဝတ်တော်ကိုချွတ်၍မြည်သောဝတ်လုံးကိုခြုံစေကြ၏စူးပင်နှင့်ရက်သောဥယျာဉ်ကိုခေါင်းတော်၌တင်ကြ၏ကျူတစ်လုံးကိုလည်းလက်ရလက်တော်နှင့်တိုင်စီပြီးလျှင်ရှေ့တော်မှာဒူးထောက်လျက်ယူဒရှင်ဘုရင်ကိုရောသည်မင်္ဂလာရှိစေတည်းဟု၍ကိုရောကိုပြည့်ရည်ပြုကြ၏ကိုရောကိုတတွေးနှင့်ထွေးကြ၏ကျူလုံးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏ထို့သို့ကိုရောကိုပြည့်ရည်ပြုသည်နာမင်းဝတ်လုံးကိုချွတ်၍အဝတ်တော်ကိုဝတ်ပြန်စီပြီးလျှင်လက်ဝါးကတိုင်မှာရိုက်ထားခြင်းကထုတ်သွားကြ၏တွားကြစဉ်တွင်ရှိမုန်အမည်ရှိသောကုရနီပြည်သားတယောက်ကိုတွေ့မြင်အနိုင်ပြု၍လက်ဝါးကတိုင်တော်ကိုထမ်းစီကြ၏ဦးကောင်းခွန်အရက်ဟုဆိုလိုသောဂောလဂောတာအမည်တွင်သောအရက်သို့ရောက်ကြသောဆေးခါနှင့်ရောသောပုံးရည်ကိုရောအားတောက်ဆိတ်သောငါပေးလျင်မိဆန်းတော်မူ၍မတောက်ချင်ပဲနေလေ၏ကိုရောကိုလက်ဝါးကတိုင်မှရိုက်ထားပြီးလျင်အဝတ်တော်တို့ကိုစာရေးတိုင်ချ၍ဝေဖန်ကြ၏ထိုအရက်၌လည်းထိုင်လျက်စောင့်နေကြ၏အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟုမူကားဤသူသည်ယူဒရှင်ဘုရင်ယေရှုပေတည်းဟုရေး၍ခေါင်းတော်ပေါ်မှတက်သည်ထိုအခါကိုရောနှင့်တကွဓမြနှစ်ယောက်တို့ကိုလက်ရတော်ဘက်၌တစ်ယောက်လက်ဝဲတော်ဘက်၌တစ်ယောက်လက်ဝါးကတိုင်မှရိုက်ထားကြ၏အားလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ